အားလုံးပဲမင်္ဂလာပါညနေဗုဒ္ဓဟူးနေ့ညနေ4 နာရီခွဲမှာတန်ဖိုးကဏ္ဍလေးတွေကိုပြပေးကြပါတယ်ကျွန်တော်တို့1ရက်တန်ဖိုးကဏ္ဍ989ဖြစ်ပါတယ်2ရက်တန်ဖိုးကဏ္ဍ918ဖြစ်ပါတယ်3ရက်တန်ဖိုးကဏ္ဍတော့916ဖြစ်ပါတယ်4ရက်တန်ဖိုးကဏ္ဍ314ဖြစ်ပါတယ်5ရက်တန်ဖိုးကဏ္ဍ886ဖြစ်ပါတယ်6ရက်တန်ဖိုးကဏ္ဍ985ဖြစ်ပါတယ်9ရက်တန်ဖိုးကဏ္ဍ684ဖြစ်ပါတယ်10ရက်တန်ဖိုးကဏ္ဍ983ဖြစ်ပြီးတော့9ရက်တန်ဖိုးကဏ္ဍ482ဖြစ်ပါတယ်3ရက်တန်ဖိုးကဏ္ဍ381ဖြစ်ပါတယ်ဒီတန်ဖိုးကဏ္ဍတွေကိုအခြေခံပြီးတော့ကျွန်တော်တွက်ပြသွားအောင်ဖြစ်ပါတယ်ကျွန်တော်အင်္ဂါနေ့မနက်7:00 နာရီ10 မိနစ်မှာထွက်သွားတဲ့တစ်ရှစ်ကိုကျွန်တော်တို့ကတန်ဖိုးကဏ္ဍနဲ့ခြေပြုပြီးတွက်ပါတည့်ရတန်ဖိုးကဏ္ဍက989ဖြစ်တဲ့အတွက်ကျွန်တော်တို့က989ဆိုပြီးတော့ယူလိုက်မယ်10ရတန်ဖိုးကဏ္ဍ983ဖြစ်တဲ့အတွက်ကျွန်တော်တို့က983ကိုယူလိုက်မယ်ဒီနေရာမှာချပေါင်းတဲ့ခါကျတော့ကျွန်တော်တို့463ရလို့ရပါတယ်ဒီ3ရဟာပရိဖြစ်ပါတယ်46ကထိုးရမယ့်ကဏ္ဍဖြစ်ပါတယ်ခင်ဗျာဒီတော့အင်္ဂါနေ့ညနေ4 နာရီခွဲမှာ46ဆိုပြီးတော့ထောက်ရပါတယ်ကျွန်တော်တို့46ကိုပြန်ပြီးတွက်ပါမယ်4ရက်တန်ဖိုးကဏ္ဍ314ဖြစ်ပါတယ်6ရက်တန်ဖိုးကဏ္ဍ985ဖြစ်ပါတယ်314ကို985နဲ့ပေါင်းမှာဖြစ်ပါတယ်3999လို့ရပါတယ်ဒီကနောက်က9က break ဖြစ်ပါတယ်ထိုးရမယ့်ကဏ္ဍ39ဖြစ်ပါတယ်ခင်ဗျာ9 break နဲ့39တွက်တယ်ပါဟုတ်ကဲ့ပါကျွန်တော်တို့ဘုဒ္ဓဟူးနေ့မနက်7:00 နာရီ10 မိနစ်မှာ39လို့ထွက်ပါတယ်3ရဲ့တန်ဖိုးကဏ္ဍက381ဖြစ်ပြီးတော့9ရဲ့တန်ဖိုးကဏ္ဍက482ဖြစ်ပါတယ်381ကို482နဲ့ချပေါင်းမှာဖြစ်တဲ့အတွက်963လို့ရပါတယ်ဒီနောက်က3က break ဖြစ်ပါတယ်6ကထိုးရမယ့်တဲခွက်ဖြစ်ပါတယ်အားလုံးပဲ6ဆိုတဲ့ကဏ္ဍတစ်ခုကိုပေါ်လို့ရပါတယ်ကြိုက်တယ်ဆိုရင် like and subscribe လေးနဲ့အားပေးသွားကြပါဦးနော် share လည်း share ပေးသွားကြပါဦးနော်အများသူများပေါက်အောင်လို့ share ပေးကြပါလို့မေတ္တာရက်ခံပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်